အနာတိကရဲ့လှပတဲ့ကောင်းကင်ပြကြီးဟာကြောက်မက်ဖွယ်မိကူးရောင်အပေါက်ထုအဖြစ်ရုတ်တရက်ပြောင်းလဲသွားပါတယ်။ချင်းဆိုသလိုပဲပြင်းထန်တဲ့ရေခဲလေးမုန်တိုင်းကြီးကပြစ်လေးရဲ့အရှိတေးကနေဝုန်းကနေတိုက်ခတ်လိုက်ပါပြီ။ဒိဋ္ဌံစွာကြာဆင်းလာတဲ့နှင်းပွင့်တွေကပြည့်ရဲ့မျက်လုံးလေးတွေကိုဆူရှာစေပြီးရှင်းမြင်ကွင်းကိုလုံးဝဝါသွားစေခဲ့တယ်။ဟုံးတောက်တိုက်ခတ်နေတဲ့လေပြင်းတံကိုအသေးအတန်အန်တူရင်းပြစ်လေးဟာရေခဲကူငယ်လေးစီကိုရိုင်းတိရိုင်ထိုးရှောက်လိုက်ခဲ့ပါတယ်။အေးဆက်ထီးကြံစွာနဲ့ပဲသူဟာရေခဲနဲ့ရန်တွေကြားထဲမှာတကူလုံးတုံလုံးခွေလိပ်ပုံအောင်နေရှာတယ်သူ့ရဲ့မျက်ဝန်းထောင်းကနေစီးကျလာတဲ့မျက်ရည်တစ်ဆက်ဟာစက္ကန့်ပိုင်းအတွင်းမှာတင်ရေခဲခဲသွားခဲ့ပါပြီမနက်ခင်းရဲ့နေရောင်ခြည်ကထူထပ်တဲ့တိမ်တိုက်တွေကိုဖောက်ထွက်လာတာနဲ့အမျှအော်ဟစ်နေတဲ့လေပြင်းတံတွေလည်းတဖြည်းဖြည်းငြိမ်သက်သွားပါတယ်နင်းပုံကြီးတဲကနေနှုတ်သီးနဲ့လေးတစ်ခုပေါ်ထွက်လာပြီးဖြစ်ကလေးတစ်ယောက်အပြင်ထွက်ဖို့အသေးအတန်တူးဆွနေပြီးသူ့ရဲ့ပွားပွားယူခန္ဓာကိုယ်လေးကိုအားရပါရခါထုတ်လိုက်တာကြောင့်တလက်လက်တောက်ကနေတဲ့နှင်းမုံတိမ်တိုက်ကြီးတစ်ခုလွင့်စင်သွားပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးကတော့အသစ်တိုင်းပြောင်းလဲသွားခဲ့ပြီးအဝေးကအပြာရောင်ပင်လယ်ပြင်ကြီးကိုလည်းစတင်မြင်တွေ့လိုက်ရပါပြီလမ်းလျှောက်ရတာအလွန်ပင်ပန်းပန်းတိသွားတဲ့အခါပြစ်ကလေးဟာဘိုက်နဲ့တရုတ်တိုက်ရှော့ချတဲ့နီလန်တစ်ကိုတုံးလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့ပျော်စရာရှော့စီးပွဲဟာမထင်မှတ်ဘဲရေခဲတုံးငယ်တစ်ခုနဲ့တိုက်မိပြီးနှာခေါင်းနဲ့ဝုန်းကနေစိုက်ကျသွားရရှာနှင်းပုံတဲကနေခေါင်းကိုဆွဲထုတ်လိုက်တဲ့အချိန်မှာတော့အပေါ်ကနေကျေလောင်တဲ့လောင်ပြောင်းရည်မောတန်ကိုထူချလိုက်ရတယ်အဲ့ဒါကတော့ပေါ်ပါဖြက်လက်ပြီးမျက်နှာပြောင်းတတ်တဲ့အက်တီလီအက်ဒရီပင်ကွင်းလေးဖြစ်ပြီးပြည့်ရဲ့ရှိတဲ့ကိုလှပစွာရှော့စီးပြလိုက်တာပါတစ်ကမခေချင်တာမှုရင်ဘက်ကိုပြင်ပြီးလူဆွမ်းကောင်းလုပ်ပြပေမဲ့အက်တီလီလေးကတော့ခနဲ့နဲ့အော်ဂန်နဲ့တင်ခါခါတီးတီးလက်ထွက်သွားခဲ့မျက်နှာပြောင်းတဲ့အက်တီလီလေးကန်းကြည့်စီကိုဒုံဆိုင်ပြေးထွက်သွားတဲ့အခါပြက်လက်အရှုံးမပေးပဲသူ့နောက်ကိုအသေးတန်လိုက်ပါတော့တယ်သူတို့နှစ်ယောက်ဟာအနေရများလာတဲ့ရေခဲပြင်အပါတော်ပေါ်မှာပြေးလွှားနေကြပြီးသူတို့ခြေလမ်းတိုင်းရဲ့နောက်မှာရေခဲတွေအကွဲချောင်းထင်ကျန်ခဲ့တယ်အက်တီလီလေးကတော့ရေခဲပြင်ပွဲချောင်းကြီးကိုအตาလေးဖြတ်ကျော်ခုန်ကူးသွားပြီးပြစ်ကူတော့ကမ်းပါဆုံးမှာခြံထားခဲ့ပါတယ်။ပြင်းပြတဲ့ဆုံးဖြတ်ချက်နဲ့အတူပြစ်လေးဟာလေထဲမှာပြန်တန်းနေတဲ့အမွှေးပွားဘောလုံးလေးတစ်လုံးကိုအစွမ်းကုန်အားယူခုန်ကူးလိုက်ပြီးခြေကုပ်မမြဲပဲဟန်ချက်ပြတ်သွားတာကြောင့်သူဟာရေခဲပြင်ပေါ်မှာပုတ်ပြီးတုပ်ပြားလေးတစ်ခုလိုတရုတ်တိုက်ရှော့ချသွားရရှာတယ်။ပင်ကွင်းပေါက်စလေးရဲ့တက်တီကိုအားတင်သွားတဲ့အက်တီလီဟာနောက်ပြောင်တာတွေရက်လိုက်ပြီးပြစ်ပတ်မတ်တက်ရက်နိုင်အောင်ဝိုင်းကူပေးခဲ့ပါတယ်မတူညီကွဲပြားတဲ့ပင်ကွင်းလေးနှစ်ကောင်ကြားမှာတိတ်ဆိတ်တဲ့သဘောတူညီမှုတစ်ခုရရှိသွားပြီးဘေးချင်းရှင်လို့ဆက်လက်ထွက်ခွာလာခဲ့ကြတယ်ရုတ်တရက်ဆိုသလိုတားရဲငှက်ကြီးစကွာရဲကြီးမာပြီးဆူရှာတဲ့အရင်မဲကြီးအပေါ်ကနေကြားရောက်လာပါတော့တယ်နှဆိုးကြီးကအစွမ်းကုန်ကိုစင်းတိုက်ခိုက်လာပေမဲ့အက်တီလီကပြက်ကိုကြောက်ဆောင်ကြတဲ့အချိန်မီတွန်းပို့ပြီးအတူတူပုံအောင်လိုက်နိုင်တယ်အသက်ရှူတန်တောင်မထွက်ရဲလောက်အောင်စိတ်လှုပ်ရှားစရာကောင်းနေတဲ့အခိုက်အတန့်တားရဲငှက်ကြီးရဲ့ဝါမျက်တဲ့မျက်လုံးကြီးကတွင်းထဲကိုချောင်းကြည့်နေတယ်တားကောင်ကိုရအောင်မဖမ်းနိုင်တဲ့အဆုံးတားရဲငှက်ကြီးဟာဒေါသတကြီးအော်ဟစ်ပြီးကောင်းကင်ရံထဲကိုပြန်တန်းထွက်ခွာသွားပါတော့တယ်အနေရကင်းပြီဆိုတာတေချာမကောင်းလေးနှစ်ယောက်တွင်းထဲကခေါင်းလေးပြူထွက်လာပြီးအမွှေးပေါ်ကဖုံတွေကိုခါထုတ်လိုက်ကြတယ်နောက်ဆုံးတော့သူတို့ဟာမြင်းမလာတဲ့ရေခဲကမ်းပါဆုံကိုရောက်လာခဲ့ပြီးအောက်ခြေမှာတော့ပင်လယ်လိုင်းတဘိုးတွေဝုန်းတိုင်းကျဲလို့နေပါတယ်ကမ်းပါဆုံရဲ့ထိပ်ဆုံးမှာမတ်တက်ရဲ့ပြင်းပြစ်လေးဟာလှုပ်ခတ်နေတဲ့ပင်လယ်ရေပြင်ကြီးကိုကြောက်ရွံ့ထိတ်လန့်စွာနဲ့ငုံကြည့်နေရှာတယ်ပြစ်ကိုအားပေးတဲ့အနေနဲ့ပခုံးကိုပုတ်ပေးပြီးနောက်အက်တီလီလေးဟာရေခဲမြုပ်တွေကြားထဲကိုခေါင်းဆိုင်ပြီးရဲရဲဝံဝံချသွားခဲ့ပါပြီ